ပရိသတ်ကြီးတို့ရေ2025ခုနှစ်တုန်းကနိုင်ပွဲတွေလုံးဝကိုဆက်ပြီးတော့ဗျာဒါမြန်မာဖိုက်တာတွေတဲမှာဆိုရင်ချန်ပီယံအောင်ဖြစ်နိုင်တယ်ဆိုပြီးတော့ရထားခံချရတဲ့သွေးလင်းထက်ထူးဝေးကြီးကတော့ရောက်ရှိလို့လာပြီဗျာအဲ့ဆိုတော့သွေးလင်းထက်ကမြန်မာဖိုက်တာတွေထဲမှာတော်တော်လေးကိုကောင်းတဲ့ဖိုက်တာတွေထဲမှာပါတယ်ပေါ့နော်ဒါစံအိမ်နဲ့မတွေ့ခင်အချိန်ထိပေါ့ဒါဘိုးတို့ကြီးစံအိမ်နဲ့တွေးပြီးကြတဲ့ကနေစံအိမ်ကိုရှုံးပြီးရတယ်နောက်ထပ်လည်းရှုံးတယ်နော်ရှုံးပွဲဆက်နေရပါတော့နှစ်ပွဲဆက်တဲ့နောက်ရှုံးထားရဆိုတော့ပြီးတဲ့ကကျတော့သွေးလင်းထက်ကဒီ2025ခုနှစ်ထဲမှာဗျာနိုင်ပွဲတွေတောက်လျှောက်ဒါဆက်နေကကျတော့မိမိကိုယ်ကိုယုံကြည်မှုကလွန်ကဲသွားတယ်သူ့အနေနဲ့လုံးဝဒါလေ့ကျင့်ပြင်ဆင်မှုတွေလည်းမတွေ့ရဘူးပွဲတော်ဝဲနိုင်ရင်ပတ်စားတွေပေါ့များပတ်စားတွေပေါ့ဗျာသိမလားတငယ်ချင်းတွေနဲ့သွားလာတွေတငယ်ချင်းတွေနဲ့ပတ်စားတွေပျော်ပါတွေနော်ဆိုတော့လေ့ကျင့်မှုတွေလည်းသူ့အနေနဲ့တိပိအာယုံမဆိုင်ဘူးနိစနဲ့တူသူအနေနဲ့မလေးလာဘူးပေါ့နော်ဆိုတော့အထိုးသဘောနဲ့ပြီးတဲ့ကကျတော့ပတ်တောင်ရိုက်ချက်ဒါပဲတခါလာလေးဒါပဲလားကျွန်တော်အနေနဲ့တခြားသူ့မှာတိုးတက်လာသူခုမှမတွေ့ရဘူးဆိုတော့ပရိသတ်တွေကတော့သွေးလင်းထက်ကိုအဲ့ဒါကြောင့်အားမလို့အားမရဘာဖြစ်နေကြလဲဖြစ်နေကြတာပေါ့နော်ဒါအားမလို့အားမရဘူးဖြစ်နေကြတာဖြစ်တယ်ဆိုတော့အခုတစ်ခေါက်မှလေဒါသွေးလင်းထက်ရဲ့ဒါလုံးဝအခွင့်အရေးပေါ့နော်ဒီပွဲဝင်နိုင်မှသူ့အနေနဲ့1 championship မှာကျွန်တော်တို့အခွင့်အရေးလှတော့မှာ3ပွဲဆက်တိုက်ရှုံးနေဆိုရင်မရတော့ဘူးနော်ဆိုတော့မကောင်းတော့ဘူးနော်တန်းစင်တို့လိုဖြစ်သွားတော့မှာဆိုတော့အခုရှင်ပြန်ရမယ် fighter အင်မတန်မှခက်ခဲတယ်သွေးလင်းထက်ရှုံးမယ်လို့လေအားလုံးကခံမှန်းကြတယ်ဘာကြောင့်လဲဆိုတော့ကော့ရဗျနော်ဒီလားအရှိနေမနေ့ပြန်ပေါ့နော်ကျွန်တော်တို့မနေ့ပြန်ညနေမှာထိုးသက်ရမယ်သွေးလင်းထက်ရေပြန်မဲ့ Thai fighter ချပါရက်ဟာဆိုရင်1 championship ပြန်ပွဲတွေမှာ10ပွဲထိုးထားတယ်10ပွဲအထိအနိုင်ရရှိခဲ့တာဖြစ်လို့နော်သွေးလင်းထက်ရှုံးမယ်လို့ခံမှန်းနေကြဖြစ်တယ်ရှုံးတာ2ပွဲပဲရှိတယ်နော်ဆိုတော့ဒီပွဲကသွေးလင်းထက်အတွက်အင်မတန်မှခက်ခဲမဲ့ပွဲပါเนาะဆိုတော့ဘာဖြစ်ပါသွေးလင်းထက်ကဒီသူနှစ်ပွဲဆက်တိုက်เนาะရှုံးနေမှုတွေကိုသူ့အနေနဲ့ဗျာလုံးဝကိုချိုးဖြစ်မှရမယ်เนาะမချိုးဖြစ်နိုင်တော့သူသွားပြီဟလားဆိုတော့အားလုံးကရှုံးမယ်လို့ခံမှန်းထားကြပါမယ်သွေးလင်းထက်ကလည်းတကယ်ကိုမှအရေးကြီးရှိတဲ့ fighter ပါပြင်းတာလွဲလို့ပေါ့နော်ဆိုတော့သွေးလင်းတက်ကတော့ဒီပွဲအတွက်တကယ်များအဆင်သင့်ဖြစ်နေပါမလားဒီလထဲမှာလေဒီလတော့မဟုတ်ပါကျွန်တော်၄လပိုင်းထဲမှာလေသွေးလင်းထက်ကဒီဦးစင်ဝတ်တယ်ဆိုတော့လေနော်ဆိုတော့ဒီယာတွေကလီဂျီမှုမလုံးမလောက်မှုတွေကသူ့ကိုခက်ခဲဖြစ်စေမှာလားဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်အောင်ပါ